ယနေ့မေတ္တာဘာဝနာပွားများကြဖို့ဟောလိုပါတယ်။ဘာပြုလို့လဲ။ခဏကဘာကြီးဟာမီးဟုံဟုံတောက်နေတယ်။တနည်းပြောရလို့ရှိရင်ကဘာကြီးကလောဘမီးတဟုံဟုံဒေါသမီးတဟုံဟုံမောဟမီးတဟုံဟုံတောက်နေတယ်။မြမကြီးကဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီး၃မျိုးတစ်ဖြိုးဖြိုးရွာသွန်းလျက်ရှိပါတယ်ဒီအချက်ကိုကပ္ပအခြေအနေနဲ့မြမအခြေအနေကိုကြည့်ရင်ပို့ပြီးတော့ယခုရှိဝေမိတဲ့ပြိဋ္ဌာသိပါကပ္ပအခြေအနေကြည့်ရင်ကြောက်เสียကောင်းလိုက်တာလူပေါင်း9000လောက်ဒုက္ခရောက်တာတွေအများကြီးသတင်းစာတွေကြည့်ရင်ဘုန်းကြီးများဒီကဘာကြီးမှာဒေါဘမီဟုံဟုံဒေါသမီဟုံဟုံမောဟမီဟုံဟုံတောက်နေတဲ့အကြောင်းကြောင့်ယခုလိုသတ္ထန္တရကဒုဗ္ဗေခန္တရကရောဂန္တရကတွေကြောက်ခမန်းလေးဆက်ရောက်နေတာပဲလို့ဓမ္မသံဝေကရယူရပါတယ်မိမိတို့အမိမြန်မာပြည်အတွက်ကြည့်လိုက်ရင်နေရာတိုင်းမြို့တိုင်းမှာဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီးတစ်ဖြိုးဖြိုးရွာသွန်းနေတဲ့အတွက်သတ္ထန္တရရောဂန္တရဒုဗ္ဗေခန္တရကဒီဟုသောက၃ပါးကင်းဝေးလွတ်မြောက်ပြီးတော့နေတယ်ဆိုတာဓမ္မသဘောနဲ့အင်မတန်ထင်ရှားပါတယ်ဒါလိုဖြစ်ရတာဘာပြုလို့တုံးဆိုတော့ဗမာပြည်ကပုဂ္ဂိုလ်တွေဟာအနည်းဆုံးနေ့စဉ်ဖရာအပန်းထူတယ်ရှိမိထူတယ်ရေချမ်းထူတယ်တခါသတ္တဝါတွေကိုတတ်နိုင်သလောက်မိမိတို့တတ်သလောက်သိသလောက်မေတ္တာပို့တယ်လှူတာကဒါနမေတ္တာပို့တာကဘာဝနာအမြဲတမ်း၅ပါးသီလကိုဆောက်တည်တာကသီလမိုးဖြိုးဖြိုးရွာသွန်းနေတယ်ဆိုတာမိမိတို့မျက်မြင်မိမိတို့လက်တွေ့ဒါကြောင့်လည်းပဲကတ်၃ပါးကင်းဝေးလွတ်မြောက်တယ်ဆိုတာမိမိတို့ကိုယ်တိုင်သိပြီးဖြစ်ပါတယ်အဲ့ဒီလိုသိပြီးဖြစ်တဲ့အတိုင်းမိမိတို့ကျင့်သုံးနေကြမေတ္တာဘာဝနာတရားကိုတနည်းအားဖြင့်မေတ္တာဗြဟ္မစိုးတရားကိုယခုအယက်မျက်နှာအလိုက်10မျက်နှာချပြီးတော့မေတ္တာဘာဝနာတရားကိုပွားများကြရအောင်ဒါဟာတရားကိုကိုယ်တိုင်ကျင့်သုံးပြီးတော့နာတဲ့နည်းပါချက်ခုံးတရေမြက်လွှာကိုချထားမိမိတို့ဆိုတဲ့မေတ္တာဖို့စကားထဲမှာစိတ်ကိုစူးစိုက်ထား၍အားလုံးလိုက်ပြီးဆိုကြပါမေတ္တာပွားရအောင်အရှိအယ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သေးငြိမ်းကြပါစေဒေါသခတ်သေးငြိမ်းကြပါစေရှင်ရခတ်သေးငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေဟောတာပฏิသံပိဓာမဲ့ပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တယ်အယတ်10မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်10မျက်နှာထားပုံကခုပြောသလိုပဲစာထဲကထားတာကအရှိအနောက်မြောက်တောင်ဒီအရှင်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒါလိုရှင်းပါတယ်အေးမိမိတို့လွယ်လွယ်ရှင်းရင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲ့ဒီလိုဘုန်းကြီးတို့သိမ်မြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်ရှင်အတိုင်းယခုလိုမေတ္တာပွားမဲ့ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဤအတိုင်းမှာဆိုရုပ်အတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့နည်းနည်းထဝန်းကျင်အနန္တစေကြဝဠာလို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တတိုက်ပြီးတိုက်အောက်မှာပေါ့လေစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိတယ်အောက်မှာစေကြဝဠာတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တွေအနန္တရှိတယ်အဲ့ဒါတွေအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထက်ဝန်းကျင်ဆိုတာဘေးပတ်လေလို့ဆိုလိုတယ်အနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့တလူကိုယ်ရတုံးဆိုတော့ခုနကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေမြမာတွေမပါဘူးအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေမြမာတွေရောက်မေတ္တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်တာလေဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တွေဆင်ခဲ့အနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တစေကြဝဠာအနန္တနတ်မြတ်မာတို့ဒါလေးပဲထူတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်